မန်လေးမြို့မှာအခုမှစဖွင့်ဖွင့်ချင်းကိုချက်ချင်းနာမည်ကြီးသွားတဲ့ RBH Coffee ဆိုင်အသစ်ကလေးအားလုံးမင်္ဂလာပါရှင်ကွန်ဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုမှအသစ်ဆက်ဆက်ဖွင့်ထားတဲ့ဒီ coffee ဆိုင်ကဒီနေ့မှဖွင့်ပွဲပုံစံမျိုးလုပ်တာပေါ့နော်ဒါပေမဲ့ဖွင့်ပွဲမတိုင်ခင်နေ့ကလေးကလူတွေကြားတဲ့အရန်ကိုရှေ့ပန်းစားပြီးတော့ပေါက်သွားတယ်ပေါ့နော်ဒီဆိုင်လေးကနန်းရှိရေစစ်ကန်နားမှာရှိတာဆိုတော့တခြားနေရာတွေထက်စားလို့ရှိရင်ဒီနေရာလေးကပို့ပြီးတော့မှAC ဖြစ်တယ်ပိုပြီးတော့လည်းတတရရရှိရလို့ခံစားရတယ်ဒီ coffee ဆိုင်တစ်ခုလုံးကိုစောက်ထားတဲ့အုပ်တွေကအုပ်အဟောင်းတွေနဲ့တုံးပြီးစောက်ထားတာပြီးတော့ဒီပိုင်ရှင်တွေကတယောက်ကသူကရှေးဟောင်းပစ္စည်းစုတာဝါနာပါတဲ့ collector ပေါ့နော်ဆိုတော့ဒီဆိုင်တစ်ခုလုံးကိုလည်းရှေးဟောင်းပစ္စည်းတွေနဲ့ decoration လုပ်ထားသေးရပြီးရင်တီးပစ္စည်းမှာရှိရဲ့ပကြီးကားတွေကိုဒီမှာလည်းကြည့်ရှုလို့ရပါတယ် indoor area ကလည်းအရန်လာပြီး outdoor area ကလည်းအရန်တာရတာနေရာဒီဆိုလဲတော်တော်ထိုင်လို့ကောင်းမဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်လာမှာပါပြီးတော့ February 14 15 16ဒီ3ရက်က coffee and gathering ပွဲလေးရှိပါတယ်ဒီ3ရက်မှာစောင်းဆိုင်လေးတွေမုံစည်းတန်းလေးတွေနဲ့တခြား handmade ဆိုင်အယုတ်ဆိုင်လေးတွေလည်းရှိနေမှာပါမနေ့ပြန်ဆိုလို့ရှိရင် gift prize လည်းရောက်လာအောင်ပါ coffee ဆိုင်ဆိုတော့ coffee ပဲအဓိကရောက်တာပါ coffee ကတော့တကယ်ကိုကောင်းတယ်စားစရာကတော့လောလောဆယ် cake လောက်ပဲရအောင်ပါ coffee စီးနှုန်းလေးတွေကလည်း8000ဝန်းကျင်ပဲရှိတယ် cake တွေကတော့1000 1200အလောက်ပဲချလည်းရှိပါတယ်ဆိုတော့ဒီ RBH ဆိုင်လေးကိုရောက်ဖို့ကြပြီလားရောက်ပြီးပြီဆိုလို့ရှိရင်လည်းဘလို့အတွေ့အကြုံလေးရှိလဲဆိုတော့ကိုယ်ကိုပြန်ပြီးတော့မှ sharing လုပ်ပေးကြပါဦးအဆုံးနဲ့ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ် bye